vlog ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ Twitter တို့ channel မှာ Christmas more party လေးလုပ်တယ် finish လို့ဆိုရင်တော့ Piku Yo လို့ခေါ်တယ်တကယ်ချင်းနေဆရာမကြီးခုံလုံးကစားစရာယူလာပြီးတော့တယောက်နဲ့တယောက် share ပြီးစားကြတာပေါ့နော်Christmas အကျိုးပေါ့ party လုပ်တာပါဒါတော့တကယ်ချင်းနေအကုန်လုံးယူလာရင်စားစရာတွေပါနိုင်ငံပေါင်းစုံက traditional စားစရာတွေလည်းပါပါတယ်ပြီးတော့ဒီစားတချင်းနေဆိုကြတယ်ကကြတယ် game နေဆော့ကြတယ်အရင်ပြုတ်ဖို့ကောင်းနေဒီနေရာလေး Christmas party ပွဲပြီးရနေထရီစာမိသားလာကျုပ်ကိုထရီစာတို့တော့နိုင်နေမှာပစ္စည်းလေးတွေလုပ်ပြရပါပန်အိုနဲ့ကတ်တင်ပုတ်လေးပေါ့နော် Christmas စေးချနေဆိုရနေထရီစာရဲ့ workout class လေးလာကြည့်နေရဈေးရလည်းတော်တော်တန်နေကူချိန်မှလေးဒါလေးယူလိုက်ကောင်းလားမသိနော်ခဲအားလုံးလည်းဝယ်ချမ်းပြီးဆိုရင်ပြန်ကြအောင်ထရီစာမှာလေးအပင်လေးတွေရရှိပြီးသားပန်အိုနဲ့မြေကြီးနဲ့လူနေလို့ခုနဝယ်လာတာအဲ့ဒါလေးကိုကိုထည့်ပြီးတော့မြေကြီးလေးထည့်နေရပါဒီပင်လေးကိုလေးမမီးရရွှေလာငွေလာလို့တော့ခေါ်တယ်ထရီစာကတော့အခုအသက်ကြီးလာလေးပင်ဆိုင်ရကြိုက်လို့ကဲကြည့်ပါအောင်လိုက်လာထရီစာပန်းဝင်ထည့်ထားတာအကောင်လုံးဒါတော့ထရီစာရဲ့မြေကြီးချိန်လေးပါထရီစာအမျိုးသားမွေးငါမစားရတာကြပြီတဲ့သူ့မွေးငါလေးချက်ပေးပါအောင်ဆိုလို့ဒီနေ့မွေးငါလေးချက်မယ်ပေါ့နော်သူလောက်ကပြန်လာရင်တခါလေးစားလို့ရအောင်လို့အခုစပြီးချက်လိုက်ကြမယ်နော်ထွေးသားအမျိုးသားလေးမြန်မာသားမဟုတ်တာမြန်မာစားစရာဆိုသူကအရင်အင်ကြိုက်တယ်မမီတို့မုတ်တီပို့လိုက်ပြီးဆိုခဏလေးနဲ့ကုန်သွားတာသူကြီးပဲဆွဲတာကိုမှနင်းနေပဲစားတယ်အဲ့တော့တခါလေးကြာရင်သူမမီအောင်လို့ဖွက်ထားတယ်ဘာလို့လဲဆိုတော့မြန်မာပြည်ကစားစရာပို့ရတာလေကြားလေကြားတယ်ခက်လေခက်တယ်ပေါ့နော်ဒီကိုပို့တာစားစရာတိုင်းကိုလည်း post တီကနေပြီးတော့လက်မခံအောင်စားလိုက်ပေါ့နော်အရာလက်မခံအောင်ဆိုတော့ကိုမှခက်ခဲတယ်ဒီမှာလည်းလွယ်တကူမြန်မာစားစရာတွေကဝယ်လို့မရဘူးလေအခုတော့ရင်းနှီးစုစုရဲ့ငါးသားမုံလေးထည့်လိုက်ပါလိထွေးစားစီမှာလေတေဝအသေးရွယ်ရှိရဲ့တေဝအရင်အကြီးမရှိဘူးဆိုတော့နှစ်အိုးခွဲချက်ရတယ်လို့ဖြစ်နေရပါတော့အခုတော့စံမုံကိုရင်းနှီးလေးနဲ့ဖြုတ်ပါမယ်စံမုံလေးတိချာကြည့်နေအောင်လို့ဝင်လိုက်တယ်မုံစားလို့မကောင်းဖွယ်ဖွယ်နဲ့မွေပြီးတော့ဒီစားကငါထည့်ထားတဲ့ဟာလေးစူနေပြီဆိုတော့အဲ့ဒီကိုထည့်လိုက်တယ်ထည့်ပြီးဆက်ပြီးပါတယ်ချက်တော်နီဦးတီးလေးမရတာနဲ့အကြီးလေးပဲဝယ်ခဲ့လိုက်တယ်ဒီစားလေးချက်တော်နီကြိုက်တော့လေချက်တော်နီကိုများများလေးထည့်မယ်ပေါ့နော်ပုံမှန်ဆိုရင်တော့ချက်တော်နီနှွားရဲ့စိတ်တယ်ဆိုရင်ငိုနေပြီဒီကမျက်မှန်တက်ပြီးတော့အခုတော့ဗီဒီယို record လေးလုပ်တယ်ဆိုတော့ဒီကမျက်မှန်မတက်လိုက်ကံကောင်းစားနေပဲဒီနေ့တော့မငိုလိုက်ပါဘူးချက်တော်နီနှွားတာဝင်ငါဟေ့ဦးလေးကိုချက်သွန်နီလေးထည့်လိုက်ပါမယ်အနက်လေးကတော့မွေးနေရပဲဘိုက်တောင်စားနေပြီဒါနဲ့အားလုံးပဲ Christmas မှာဘာအစီအစဉ်ရှိကြလဲခရစ်စမတ်ကတော့ဒီနေ့ Christmas ကအိမ်သစ်လည်းရွှေ့ထားတယ်ဆိုတော့အိမ်အသစ်မှာပဲ celebrate လုပ်မယ်ပေါ့နော်ဒီမှာက film မှာဆိုရင် Christmas ဆိုလူတွေကမိသားစုအချိန်ပေးရများကြတယ်အပြင်မှာ celebrate လုပ်တာတဲ့လေChristmas 22ရက်နေ့ဆိုရင် Christmas မုတ်စီတန်းကလည်းပိတ်သွားပြီ။များသောအားဖြင့်24ကနောက်ဆုံးပဲပေါ့နော်။ Christmas ကအကုန်လုံးဒီမှာဆိုင်နေအလုပ်တွေကြောင်းနေရှိသမျှအကုန်ပိတ်တယ်။အဲတော့မျိုးကြီးကတိတ်ဆိတ်နေရပဲ။ဒီမှာပဲ celebrate လုပ်ကြမယ်ပေါ့နော်။အော်ပြောနေရနေငရုတ်ကောင်းမိกว่าလို့ငရုတ်ကောင်းလေးအမြန်ကောက်ထည့်လိုက်တယ်။အဲ့ဒါမပိုင်ရင်စားလို့မကောင်းဘူးနော်။ Okayစားကြပါအောင်ထွေးစားနေငါးလေးကတော့စင်တူဖြစ်နေပါပြီအနက်လေးနဲ့နေအောင်ဘိုက်ကတော်တော်ဆန်အားလုံးပဲ connect ပါ Hello အားလုံးပဲ Merry Christmas ပါဒီနေ့ Christmas မနက်ခင်းမှာထွေးစားအမျိုးသားတော့ထွေးစားကို Christmas present လေးနဲ့ surprise လုပ်လိုက်ပါတယ်Merry Christmas and Hoover Yolo ပါဒီအပင်လေးကလေဖင်းလို့ဆိုရင်ယိုလူကတီလို့ခေါ်တယ် Christmas မှာများသောအားဖြင့်လက်ဆောင်ပေးကြရပေါ့နော်ပြီးတော့ဒီစားတို့ lunch တော့စားဖို့ကိုကားကိုတန်ရှင်းလုပ်နေရပါညနှင်းကြထားလို့လေအခုတော့ဒီစားတို့အရင်ဆုံးအိမ်အတွက်လိုတဲ့ပစ္စည်းလေးတွေတွားကြည့်မယ်ပေါ့နော်
စကားမဆက်ထရီဆာလက်သက် extension လေးလုပ်ထားတယ်လှလားထရီဆာ Ukrainian တငယ်ချင်းလေးလုပ်ပေးထားတာထရီဆာတငယ်ချင်းတယောက်ကဒီ page မှာပစ္စည်းလေးတွေပေးရတာစေတတ်နေဆိုလို့ထရီဆာတို့လာကြည့်ရပါဒီမှာလေငါများတဲ့ပစ္စည်းတွေပြီးရင်သုံးဆောင်ကပစ္စည်းပင်နဲ့ပတ်သက်တဲ့ပစ္စည်းရှိတယ်ပြီးတော့ဒီစားလို့ပါဝါကိုလာတယ်ပါဝါမှာ TV လေးတွေလာကြည့်နေရပါတန်းနဲ့လေဆိုင်နေကုန်လုံးကပိတ်တယ်စားတောက်ဆိုင်နေကုန်လုံးပိတ်တော့နောက်ဆုံး Twitter 24 hour S market ကိုပဲလာခဲ့လိုက်ပါတယ်ဒါတော့ Twitter မျိုးသားတိတ်ကြိုက်တဲ့ပီဇာပေါ့နော်ဟီဒါတော့ Twitter အကြိုက်ပွိုက်ပွိုင်လေးဝယ်လိုက်ပါတယ်ဒီစားလို့လိုအပ်တာတွေဝယ်ပြီးတော့အခုအိပ်ပြန်နေပါပြီစကားမဆက်တိမ်လေးတွေကလှလိုက်တာရာသီဥတုလည်းတာယာနေရောနှိမ့်မကြပါစေနဲ့ဒီစားလေးလေ2019ကလေးရာနေပြီးတော့မြန်မာပြည်ကထွက်ခဲ့တာအခုထိအိမ်မပြန်ဖြစ်ဘူးပေါ့နော်နေ့တည်းလဲကြာနေပြီမိသားစုရောကာစင်တွေရောအကုန်လုံးတတိရပါတယ်ကဘာကြီးလည်းအမြန်ဆုံးငြိမ်းချမ်းပြီးတော့အားလုံးပြန်နေဆုံးသိနိုင်ကြပါစေ Merry Christmas ပါထရီဆာတို့အမြန်စားစရာလေးတွေဒင်နာအတွက်ပြင်ဆင်လိုက်ပါတယ်ဒါတော့ထရီဆာတို့ပြင်ဆင်ထားရလေးပါပြီးတော့ထရီဆာအိမ်ဖုန်းခေါ်လိုက်တယ်မမီနဲ့ဖေဖေနဲ့အတူစကားပြောပြီးတော့ဆူတောင်းကြတယ်ဘာလို့လို့နဲ့ဒီ2025 Christmas ကိုရောက်ခဲ့ပြီပေါ့နော်ချိန်ကြီးကနေမြန်နေတစ်နှစ်လုံးမှာဘုရားသခင်ရဲ့ blessing တွေအများကြီးကိုရရှိရလို့ခံစားရပြီးတော့ထရီဆာတစ်နှစ်လုံးပြန်လဲသုံးသပ်ရမယ်ဆိုရင်ကိုအများကြီးတိုးတက်လာတယ်အများကြီးပြောင်းလဲလာတယ်လို့လည်းခံစားရတယ်အားလုံးပဲဒီတစ်နှစ်တာကိုဖခင်ရဲ့အကောင်းကြီးတွေနဲ့ချစ်ချင်းမြတ်တာတွေကိုပြန်လဲသုံးသပ်မယ်လို့မျှော်လင့်ပါတယ်ထရီဆာတို့ပြီးခဲ့တဲ့အရာတွေကနေသင်ခန်းစာယူပြီးတော့ရှေ့ဆက်မယ့်အရာတွေကိုအကောင်းဆုံးစူးစမ်းပြီးဖြတ်သန်းကြမယ်နော်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာနဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်ကြပါစေထရီဆာတို့လေဒီနှစ်မှာသင်ခန်းစာတွေအများကြီးရတယ်ဘေးရမဆိုအကျိုးရှိလို့အကြောင်းဖြစ်တယ်ပြီးတော့လူတိုင်းကကိုယ်နဲ့အမြဲအတူမရှိနိုင်ဘူးအတူရှိနေတဲ့ချိန်မှာအကောင်းဆုံးရှင်သန်နေထိုင်ကြမယ်ပြီးတော့ပတ်ဝန်းကျင်ရဲ့အတင်းဖြစ်နေတဲ့ပတ်ဝန်းကျင်ကကိုယ်ပြောင်းလဲလို့မရအောင်ကိုတည်ဆုံမယ်လေအဲ့တော့ကိုချစ်ကြပါဂရုစိုက်ပါအားလုံးပဲပျော်ရွှင်တဲ့ Christmas ကိုဖြတ်သန်းနိုင်ကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးပဲ Trisa ရဲ့ YouTube channel လေးကို follow and subscribe လေးလုပ်ပေးကြပါအောင်နော်